ဒီဆိုင်လေးကတော့ဘန်ကောက် BTS ဖရာခနော်နာကဖန်အမြန်မာထမင်းဆိုင်လေးပါဝတ်သားထူထူကိုလည်းတစ်ချောင်းချင်းနဲ့ဘူဖေးအဝစားဆိုပြီးနှမျိုးတောင်ရှိတယ်ရွေးရခံနေဈေးနှုန်းတွေကတော့ဟင်းတစ်ပွဲကိုဘတ်40 50 60အမျိုးမျိုးပဲဒါမှာတဲ့မိုချိုရဲ့ဒါပီချီလာစီရန်ရဲ့လေဒါကတော့ကြက်သားဟင်းရဲ့ကျန်တဲ့ဟာတွေကအဝါစားဒီမှာခင်းလာတာလေဟိုစရာအစုံမပြည့်ချက်တွေအစုံပဲဒီမှာဟုတ်လားအားယူပဲဒါတပွဲတိုင်းကိုပြင်ထားတာဆိုတော့အဲ့လိုမျိုးအဝါစားလုံးအောင်ပါမာလာကြက်သားဟင်းရဲ့ဒီစင်ကမှုရမှာဒီကျန်တဲ့ဟာတွေကတော့ဒီကချရတယ်ထမင်းကတော့တပွဲကိုဘတ်30ပါရှေ့မှာခြားထားတဲ့ငပိတိုးစရာတွေကတော့ကြိုက်တဲ့လောက်စားပဲရှင်းဆက်လေမိုချိုကိုဒီပြောစားနေရအများကြီးပဲဒါပေမဲ့ဘိုက်ကတစ်လုံးပဲပါတာထိုးလဲစားနေတယ်ကဲသမင်းစားပြီးမောရလို့မင်းရတယ်ရေအများကြီးပဲအဲ့မှာလည်းဥတွေများတယ်အကျော်ကတော့တိတ်ခတ်ကျော်ပဲရှိတယ်ဒီမှာ
စား60ဝင်ရတာကောင်းတယ်ငါးဘက်တည်းနဲ့ပြစ်ပြစ်လေးအလူကျတဲ့တူပဲလေးပြေးစား